စောစောမှရင်စောစောသင်ခန်းသာယူလို့ရပါတယ်ကို့လူတွေဝေဖန်မှာအရင်မကြောက်ပါနဲ့ social media ပေါ်မှာသူများရဲ့အောင်မြင်မှုကိုမြင်ရပြီးစောစောမှရင်စောစောသင်ခန်းသာယူလို့ရပါတယ်အစင်မပြေမှုတွေကိုထိုင်ရင်းနေလို့လဲဘဝကပြည်လေတော့မှမဟုတ်ပါဘူးငယ်တဲ့အချိန်မှာရွေးချယ်စရာတွေအများကြီးရှိနေပါတယ်ဒါပေမဲ့အသက်တွေတဖြည်းဖြည်းကြီးလာရင်တော့ရွေးချယ်စရာတွေကပူနေတာတက်ပါတယ်အသက်ကြီးလာတာနဲ့များဥပမာငါအခုမှစလို့စီပြီးပါမလားငါ့လူတွေဘယ်လိုမြင်ကြမလဲတော်ပါပြီကွာငါအသက်ရွယ်နေစီပြီးမှမဟုတ်ပါဘူးဆိုတဲ့အတွေးတွေများလာတက်ပါတယ်ဒါကြောင့်ငယ်ရွယ်တဲ့အချိန်မှာကိုလှုပ်ချင်တဲ့အရာတစ်ခုကိုရေဝစားလုပ်ပါပေါ့ကျွန်တော်တို့တကူကူစားလို့လဲလို့အမားတွေလည်းအများကြီးရှိနေတယ်လို့ဝေဖန်ပြောဆိုမှုတွေလည်းအများကြီးရှိနေပါတယ်ဒါပေမဲ့ဒီຢာလေးတစ်ခုကိုတော့သိချင်ပါတယ်လောကမှာတန်မာတွေဆိုတာအောင်မြင်မှုကနေလာတာမဟုတ်ပါဘူးနာကျင်မှုဆိုတဲ့ကြာရှုံးမှုကနေလာတာဖြစ်ပါတယ်ကျွန်တော်တို့စောစောမှရင်စောစောသင်ခန်းသာယူလို့ရပါတယ်ဒါကြောင့်တကူကူစားလို့ရမှာမကြောက်ပါနဲ့ဒါမဲ့ဒီနေရာမှာအရေးကြီးတဲ့အရာတစ်ခုဟာအကြီးကြီးတွေမှာပြီးသင်ခန်းသာသေးသေးလေးတွေမယူပါနဲ့သေးသေးလေးတွေမှာပြီးတော့သင်ခန်းသာအကြီးကြီးကိုယူပါပေါ့အချိန်တိုင်းကိုယ်စိတ်ပြိုးရတဲ့အရာကိုယ်တိုင်ပဲပြန်ပြီးတော့ရင်သိမ်းရမှာဖြစ်ပါတယ်ဆိုတော့တကူကူစားလို့ရမှာမကြောက်ပါနဲ့ကိုယ့်လူတွေဝေဖန်မှာအရင်မကြောက်ပါနဲ့ဘာလို့လဲဆိုတော့ဒါပုံမှန်ပဲမှုလို့ပါကိုကတခုခုစားလို့ပြီးဆိုကြတဲ့ကွာဝေဖန်မဲ့သူရှိမယ်လုံလုံကဲရဲမဲ့သူရှိမယ်အပြစ်တင်ပြောဆိုမဲ့သူရှိမယ်ကိုယ့်ရဲ့ကြိုးစားမှုကိုအရင်မပါတဲ့အရာတစ်ခုတော့မြင်တဲ့သူတွေလည်းရှိမယ်ဆိုတာကြိုတွေးထားပါပေါ့ပြီးတော့ဒါကအထူးအဆန်းလည်းမဟုတ်တော့လို့လောကမှာဝေဖန်မှုနဲ့လွတ်ကင်းတဲ့သူဆိုတာမရှိပါဘူးတချို့ကကိုမလုံရဲတဲ့အရာတစ်ခုကိုတခြားသူလုပ်နေတာမြင်ဝေဖန်မှုနဲ့တုံ့ပြန်တတ်ကြတယ်ဒါမှားနေတာလားဆိုရင်မဟုတ်ပါဘူးလူရဲ့အမွေအကျင့်ကဒီတိုင်းမှုလို့ပါဒါပေမဲ့သူတို့ရဲ့စကားတွေကြောင့်ကိုယ့်ရဲ့ခြေလမ်းတွေကိုရက်လိုက်မယ်ဆိုရင်တော့နောက်ဆုံးနှုတ်ထားရမယ့်သူကသူတို့မဟုတ်ပါဘူးကိုယ်လည်းမှာပဲအဲကြောင့်ဘသူတွေပါပြောကိုယ့်ရဲ့ရည်မှန်းချက်တွေပေါ်မှာပဲအာရုံစိတ်ပါဘူးသူတို့အတွက်ကိုယ့်ရဲ့ရလက်ကသာအပြည့်မဲ့မှုလို့ပါဆိုင်ငယ်ရဆိုတာလူတိုင်းတစ်ချိန်ချိန်မှာကြောင်ပူကြလိမ့်မယ်ထင်ပါတယ်ကျောင်းမှာပဲဖြစ်ဖြစ်လူအတန်ဝိုင်းထဲမှာပဲဖြစ်ဖြစ်တယောက်ယောက်ကိုကြည့်ပြီးငါသူ့လို့မတော်ဘူးငါနှုတ်ကြနေပါပြီငါမှဘာမှမရှိသေးဘူးလို့တွေးမိတဲ့အချိန်ရှိကြလိမ့်မယ်ထင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီလိုအခြေအနေတွေနဲ့ဒီလိုခံစားချက်မျိုးတွေကိုမကြိုက်ပါဘူးဘာလို့လဲဆိုတော့ကိုယ့်ရဲ့အခွင့်အလမ်းတွေကိုပိုက်တယ်လို့ဖြစ်နေလို့ကိုယုံကြည်မှုတွေနည်းလာတယ်ကိုအဖြစ်တွေတင်လာရင်ကိုယ့်ရဲ့လုပ်ရက်တွေပေါ်မှာတန်တရားတွေဝင်လာတယ်ဆိုတော့တကူက social media ပေါ်မှာသူများရဲ့အောင်မြင်မှုကိုမြင်ရပြီးကိုဘဝနဲ့တိုက်တာလိုက်တဲ့အထင်ကမတိမတာလေးတိုင်ငယ်စဲဝင်လာတာပါပဲဒါပေမဲ့သူရဲ့ကြောက်ရွံ့မှုတွေသူတို့ပိတ်ဆက်ခဲ့ရတော့ကြတော့လူတွေကမမြင်ကြပါဘူးတကယ်တော့လူတိုင်းမှာကိုယ်ပိုင်အချိန်စရာတွေကိုယ်ပိုင်လမ်းကြောင်းတွေကိုယ်ပိုင်တိုးတက်နှုန်းတွေဆိုတာရှိပြီးသားပါတချို့ကတော့မြင်ရုံပဲတချို့ကတော့နှုတ်ကြမယ်ပေါ့ဒါပေမဲ့နှုတ်ကြတယ်ဆိုတာလေမယုံသေးဘူးဆိုတဲ့အတိတ်ပဲမဟုတ်ပါဘူးဒါကြောင့်တိုင်ငယ်စိတ်တွေဝင်လာတိုင်းတခြားသူတွေကိုကြည့်ပြီးတော့ကိုယ့်ရဲ့တန်ဖိုးကိုမဆုံးဖြတ်လိုက်ပါနဲ့မနေ့ကကိုယ်တိုင်ဒီနေ့ကိုကနည်းနည်းလေးပို့တိုးတက်ဖို့ကိုပဲအာရုံစိတ်ပါပေါ့ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ပြင်ဘက်ကကိုယ်တိုင်ပဲမှုလို့ပါ